အိမ်အောင်ရှင်အမျိုးသမီးတိုင်းပြည့်စုံပါရတဲ့ဘဝတစ်ခုကိုလိုချင်တယ်လို့မချွတ်စင်ထင်တယ်။မချွတ်စင်ကိုယ်တိုင်လည်းအဲ့လိုဘဝမျိုးကိုရချင်လုံးလုံးစူးစမ်းတည်ဆောက်ခဲ့တယ်။ဆယ်စုနှစ်တစုမကရှာဖွေတွေ့ရှိမှုရှိခဲ့တယ်။ဒါကြောင့်လဲစိုးရိမ်စိတ်တွေနဲ့အတူကြီးစိုးတွေပဲတွေ့မိနေခဲ့လို့အဖေဆိုရင်အမေနဲ့ရတဲ့အခါမှာအဖေကအာနာတတ်တယ်။ပေါင်းတင်းနဲ့ရမ်းခင်တယ်။အဖေကိုကြည့်ပြီးတော့မှကိုယ့်ရဲ့မိသားစုဘဝဒီတိုးတက်တဲ့လောက်မတိုးတက်ခဲ့ဘူး။အမေကတာမန်အိမ်ထောင်ရှင်မတယောက်ဖြစ်တဲ့အတွက်အများကြီးမစုဆောင်းနိုင်ခဲ့ဘူး။မစုစင်တို့ဘဝတွေကခက်ခဲခဲ့တာပေါ့နော်။အဖေအစောကြီးဆုံးတယ်ခက်ခဲတွေအများကြီးနဲ့ရပ်တည်ခဲ့ရတယ်။အဲ့တော့မစုစင်အတွေ့တစ်ခုရှိခဲ့တာဒါပေတော့မှအဖေလူမျိုးအပေါင်းတင်မဲ့ပြီးတော့လူတိုင်းပေါ့အားနာတတ်တဲ့ယောက်ျားမျိုးဘယ်တော့မှမယူဘူးလို့မစုစင်တွေးခဲ့တယ်။ဒါပေမဲ့အဲ့ဒီလိုအမျိုးသားနဲ့မစုစင်ရခဲ့တယ်။မစုစင်ရဲ့အမျိုးသားပြီးအားနာတတ်တဲ့ပေါင်းတင်တွေကိုခင်တယ်လူတိုင်းပေါ်မှာစေတနာမေတ္တာပြေဝရှိတယ်။အဲ့အတွက်ဘာဖြစ်လဲသူတို့စီးပွားရေးမှာကျတော့ထိုက်တင်တလောက်တိုးတက်မှုရှိခဲ့တယ်။ဒါပြီးတတိထားမိလိုက်တာအတွေးတွေကိုဘယ်ယူဆရမလဲဆိုတာသိခဲ့တယ်။သူတို့အရင်တုန်းကတွေးခဲ့တဲ့အတွေးတွေကပဲယခုပြစ်စုံပန်တဲ့မှာအဲ့ဒီအတွေးတွေအတိုင်းပဲလာဖြစ်တယ်ဆိုတာအခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေကိုပြန်ပြီးတော့မှစဉ်းစားကြည့်ပါ။ဒါကြောင့်မစိုးစင်တို့အတွေးတွေကို view ဆိုင်ပြီးတော့ကိုလက်ရှိပြစ်စုံပန်တဲ့မှာအကောင်းဆုံးအရာတွေကိုတွေးပြီးကိုလိုချင်တဲ့အရာတွေကိုပဲမစိုးစင်တို့တွေးရင်းနဲ့ကိုလိုချင်တဲ့အရာတွေကိုပဲရရှိလာတယ်ဆိုတာမစိုးစင်ကိုတွေးအနေနဲ့မစိုးစင်ပြောပြပေးနေတာ။ဒါကြောင့်အခုလိုပဲကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ mindset တွေကိုဘယ်လိုပြုပြင်ပြောင်းလဲရမလဲဆိုတာတွေကိုမချို့စင်အနေနဲ့ free coaching လေးတွေပေးနေပါတယ်။ဒီလထဲမှာ free coaching ကို9ယောက်ပဲပေးမှာဖြစ်ပါတယ်။ free coaching လေးယူတင်နေဆိုတော့ဒီ post လေးကို share ပြီးတော့မှ comment မှာ yes လုပ်မှတ်နေတယ်နော်။မချို့စင်ကတော့စစ်မှန်တဲ့ဘဝနေနည်းတွေနဲ့ကိုယ်စိတ်နှလုံး3ပါးလုံးအေးချမ်းစေဖို့အတွက်လမ်းပြကူညီပေးနေတဲ့ဟာပါဝါချို့စင်ဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။